Congratulations. Congratulations. Oh, you ready? You want to go? စကားတွေကသိမပြောတတ်တော့လေနားလေးပေးပါစင်မော်ရောက်ရဲ့အဲ့လိုကြီးစိတ်လှုပ်ရှားတယ်ဆိုတော့ပပရဲ့ခွေထဲမှာအဲ့ဒီချင်းလေးကပပတဘောလုံးမှာတပုတ်ပဲရေးဦးတယ်ပေါ့နော်သူကတီးပြီးဆိုလဲဖြစ်ကိုယ်တိုင်တီးနိုင်တယ်ကိုယ်တိုင်ဆိုနိုင်တယ်ကိုယ်တိုင်ဖန်တီးနိုင်တယ်မြန်မာနိုင်ငံမှာဆိုရင်ခြားပါအမျိုးသမီးဆိုတော့ထဲမှာပါတယ်ပေါ့နော်ဆိုတော့ကိုယူပါတယ်သူတို့ပြီးတော့မိန်းကလေးတက်မဲ့နဲ့ဘဝကိုအခုလောက်ထိအောင်မြင်အောင်တိုးတက်အောင်ကြီးပွားအောင်တိဆောက်လာနိုင်တာကိုကျွန်တော်တို့လည်းလေးစားကြည့်ပြပါတယ်ဆိုတော့ဒီချင်းလေးကကြာပြီနော်မင်းနေပြီလားလို့ချင်းလေးမင်းနေပြီလားလို့မြင်ရပါတယ်ပပိုးရဲ့2018လားဆက်ခွန်လားအဲ့ဝင်းလေးမှာအဲ့ချင်းလေးထွက်တာ2019တယ်ဆိုတော့ဘောမှာတပုတ်တဲတော့ရေးပေးဦးတယ်အဆိုတော်ဖြစ်ပါတယ်ဆိုတော့ကိုယူပါတယ်ပပိုးရဲ့ထဲရေးပေးမှာပေါ့ဆိုတော့အခုလိုဘက်ဆော့ပပိုးအခုလိုမြင်ရတာကိုလည်းတကယ်ကိုလေးစားအားကြမိပါတယ်ဂုဏ်လေးယူပါတယ်နော်ဆိုတော့ဒီချင်းတွေကဟုတ်ပါကိုစောင်းချင်းလေးလည်းကောင်းတယ်လေမငိုပါနဲ့ကလေးရဲ့အဲ့ချင်းလေးမိုက်တယ်အဲ့ချင်းလေးတော်တော်လေးကိုကြိုက်တယ်ပြီးတော့အချင်းတွေကမနေ့ကတရားနားမထောင်မရဘူးဆိုတော့ပြန်ခွေထွက်ပါမယ်မနေ့ကကျွန်တော်ကဒီလထဲမှာ16ရက်နေ့ကျွန်တော်ရဲ့ဂီတသက်တမ်း16နှစ်ပြည့်စီရီကိုထွက်မယ်လို့လုပ်ထားတယ်လုပ်ထားတဲ့အချိန်မှာမနေ့ကကိုကေစားစီမှာ mastering လုပ်ရင်းနဲ့သူလည်းလာယူတယ်ကျွန်တော်လည်းသွားယူတယ်ဆိုတော့အဲ့မှာထက်တူကြီးကြပြီးတော့ကိုကေစားကြီးကိုအနိုင်ကျင့်တာပေါ့နော်ဆိုတော့သူအဲ့ဒီမှာတချင်းလေးတော့ဖွင့်ပြရတယ်ဆိုတော့အဲ့ခုနပြောတဲ့ပါလေစကားပြောတဲ့ခါလေးအမေတို့ပုံပြေပြောသလိုလေးပေါ့အဲ့လိုလေးပြောရင်းနဲ့ဆိုတော့ဟာဆက်ရှိနေတော့အေးဘိုးလို့အဲ့အရင်တိုက်ဆိုင်တယ်နော်အခုလည်းဆက်ရှိနေပြီတော့မှာလို့ခွေရတော့ပါလေဟိုဘောတော့ဒီမဲ့ပဲနဲ့အဲ့ဒီကတော့ပြောလို့ကခွေနေတယ်ဟိုတခါမှအဲ့လိုမျိုးမမြင်ဘူးမကြားဘူးတော့လေသူကလုံးဝမင်းသမီးဘယ်လိုပြောမလဲအကယ်ဒမီရပြီးသားမင်းသမီးတွေဟိုဇဝင်ခန်းထဲမှာပြောသလိုမျိုးစကလုံးတွေကိုအဲ့လောက်ထိကိုချွေပြီးတော့ပြောသွားတာပေါ့နော်ကျွန်တော်တော့ရေနေနေခုံပါโอเคအဲ့ဒါလေးတော်တော်နားထောင်ကြသွားပြီဟုတ်တယ်တော်တော်ကောင်းတယ်မထင်လုံးဝ